ကိုကြီးကားเจ้าရှင်ပြမယ်ကားလောကမှာတည်င်းနေအမြဲပြောင်းလဲနေတယ်တခါတလေတင်သိတဲ့အချက်တွေကခင်းနောက်ကျနေပြီဒီတည်င်းသုံးချက်ကိုသိပြီလားတည်င်းတက်လက်စစ်ကားတွေဈေးကျလာပြီ2024 2025မှာလက်စစ်ကားဈေးနှုန်းတွေဆက်တိုက်ကျလာတယ်တရုတ်ကုမ္ပဏီတွေကဈေးသက်သာတဲ့ EV တွေအများကြီးထုတ်နေတယ်မြန်မာကိုလည်းစတင်တင်သွင်းလာပြီကားအသစ်ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင် EV ကိုထည့်စဉ်းစားသင့်ပြီတည်င်းနှစ်ဓာတ်ဆီဈေးနှုန်းတည်ငြိမ်လားဆက်တက်မလားကမ္ဘာဓာတ်ဆီဈေးကအတက်အကျရှိတယ်လေးလာချက်တင်ရရေရှည်မှာ EV တွေများလာတာနဲ့အမျှဓာတ်ဆီဈေးကတဖြည်းဖြည်းတက်လာနိုင်တယ်ဒါကြောင့်စီချိုတဲ့မောင်းနှင်းကိုလေ့ကျင့်ထားတဲ့တယ်တည်င်းသုံးကားဟောင်းတန်ဖိုးတွေပြောင်းလဲလာပြီ EV တွေများလာတာနဲ့အမျှဓာတ်ဆီကားဟောင်းတန်ဖိုးတွေကျလာနိုင်တယ်အခုလက်ရှိမှာကားဟောင်းဝယ်ရင်ဂရုစိုက်ဖို့လိုတယ်9နှစ်10နှစ်ကြာရင်ပြန်ရောင်းရခက်နိုင်တယ်ဒီသတင်းတွေကဘယ်ဟာကတင့်အတွက်အထီးကိုက်ဆုံးလဲကိုယ့်ရဲ့အတွေ့အကြုံကို comment မှာရေးခဲ့ပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ